ကျွန်တော်ဒီနေ့တော့အပေါ်တက်ကိုကျွန်တော်ပြောင်းလိုက်တယ်ပေါ့နော်ပေါ်တက်လေးကိုပြောင်းလိုက်တယ်ပေါ်တက်လေးကိုမှ207ပြောင်းလိုက်တယ်ပေါ့နော်တို့တော့ခုနောက်ပိုင်းအကုန်လုံးကကာဘောက်တွေ test နေတည်ကြည့်ပဲပေါ့နော်ကလေးထည့်လိုက်ပြီဘာလို့အပေါ်တက်ကိုပြောင်းလာလဲဆိုတော့ပေါ့နော်ကျွန်တော်ကဘောကနေ view လေးမြင်နေတာပေါ့ဒါပေမဲ့ကျွန်တော်မြင်နေတာကတော့ကျွန်တော်မြင်ရတာတော့ဒီ hotel ကတွန်းထဲက view ပဲပေါ့နော်အပေါ် main လမ်းမ view တော့ကျွန်တော်မရဘူးအဲ့ခံနေရအကုန်လုံးပြည့်နေတယ်ပေါ့နော်မျိုးရှိမယ်အိမ်လာရှိမယ်ငွေဒီမှာဆိုရင်သူကတော့ကျွန်တော်ကိုအစဉ်ပြောင်းလုပ်ပေးထားတယ်ပေါ့နော်ဒီလိုကလေးလေးချိန်ပေးထားတယ်တော့ဒီအတွင်းနဲ့ပေါ့နော်ဟိုတယ် my play အတွင်းနဲ့ view ကိုကျွန်တော်ကမြင်ရပြီအခုဆိုရင်ကျွန်တော်ကပထမရက်ကတော့အောက်ထပ်မှာဒီနေ့ကတော့ကျွန်တော်အပေါ်တက်ကိုပြောင်းလိုက်တယ်ဟုတ်ကဲ့ပါဒါကတော့ပေါ် view လေးပါကျွန်တော်နောက်မှာဘာရှိမယ်ရေကူးကန်ရှိမယ်ပေါ့နော်ဟာ